မင်္ဂလာပါရှင်ဒီနေ့မှာတော့စာရေးဆရာဦးနုရေးသားထားတဲ့ကာမတနာဆိုတဲ့ဝတ္ထုလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျမကတော့ຫນွေပါဦးမြကြီးတို့မိသားစုရန်ကုန်ကပသိမ်ကိုမြေလန်းခီးနဲ့သွားရင်ဝါခင်မဆိုတဲ့မြို့ကလေးကိုဖြတ်သွားရတယ်ဝါခင်မဟာရန်ကုန်ကမိုင်112မိုင်ဝေးတယ်အခုပြောပြမယ့်အဖြစ်အပျက်တွေဟာပထမကမ္ဘာစစ်ကြီးမဖြစ်ခင်15နှစ်လောက်ကစပြီးအဲ့ဒီဝါခဲမမြို့ကလေးမှာဖြစ်ပျက်ခဲ့တယ်။အဲ့ဒီအချိန်ခါကဝါခဲမမြို့မှာထင်ရှားတဲ့ပုဂ္ဂိုလ်ကြီး2ယောက်ရှိတယ်။တစ်ယောက်ကဦးဖိုးခင်ဖြစ်တယ်။တစ်ယောက်ကဦးမြကြီးဖြစ်တယ်။ဦးဖိုးခင်နဲ့ဦးမြကြီးတို့ဟာငငယ်ကကျောင်းနေဘက်တငယ်ချင်းတွေဖြစ်တယ်။ဒါပေမဲ့ဦးမြကြီးဟာတိတ်ပြီးဆိုးတယ်ခဏခဏကြောင်ပြေးတယ်။မကောင်းတဲ့အပေါင်းဖော်တွေနဲ့တွေ့ပြီးနောက်တော့အင်္ဂါပါထွက်ပြေးတယ်။ဦးမြကြီးဟာလေးတန်းတော်မအောင်ဘူး။အင်္ဂါထွက်ပြေးပြီး10နှစ်လောက်ဟာဦးမြကြီးမှာအင်ချရာချေမရှိဘူး။တနေ့ကုန်တနေ့ခန့်ဖဲဝိုင်းမာနေဖဲသမားတွေခိုင်းရကိုလို့ဖဲသမားတွေကြွေတာသားစားဖဲသမားတွေတိုက်တဲ့အရက်တော့ဖဲသမားတွေစီကရတဲ့ပတ်စံကလေးနဲ့တခါဖဲဝင်ရိုက်အဲ့လိုဖဲဝိုင်းကြပိုးလုံးနေတယ်။နောက်တော့ကံအားလျော်စွာပဲသူ့ထက်အသက်9နှစ်လောက်ကြီးတဲ့ဝါခင်မတစ်ဖက်ကန်တော်ကရွာသူမရွှေမဆိုတဲ့မုံဆိုးမတစ်ယောက်နဲ့အိမ်ထောင်ကြတယ်။အဲ့ဒီမုံဆိုးမမှာလှစင်တစ်ခုရှိတယ်။အဲ့ဒီလှစင်ကိုအုပ်ချုပ်ရတဲ့အခါဦးမြကြီးရဲ့ကလေးညံဟာရှိသည့်အစွမ်းကုန်ပြဖို့အခွင့်ကောင်းရတယ်။တစ်တော်ဘက်ဆိုင်ရာအမှုထမ်းအရာထမ်းအချို့ထဲကအောက်ကျိုပေါင်းတင်တဲ့သူကိုအောက်ကျိုပေါင်းငွေကြိုက်တဲ့လူကိုငွေပေးမိမကြိုက်တဲ့သူကိုမိမပေးလက်ဆောင်ကြိုက်တဲ့လူကိုလက်ဆောင်ပေးပြီးတစ်တွေကိုရနိုင်သလောက်ခိုးထုတ်တာပဲအဲ့လိုလုပ်လိုက်တာနှစ်အတွင်းနောက်ထပ်လွှစင်တစ်ခုတည်နိုင်တယ်နောက်လွှစင်ကပထမလွှစင်ထက်9ဆလောက်ကြီးတယ်တော့ကားဘက်ကိုသွားရင်ဦးမြကြီးဒေါ်ရွှေမလွှစင်ဆိုတဲ့ဆိုင်းဘုတ်ကြီးကိုဝါခဲမမြေအလေလောက်ကလေးကမြင်ရတယ်ဦးမြကြီးဟာပစ္စည်းနည်းနည်းစုမိလာတော့စိန်ရွှေအပေါင်ခံတယ်အစမတန်နဲ့အပေါင်ထားတဲ့ပစ္စည်းဆိုရင်ဦးမြကြီးစီကပြန်ရွေးလို့မရဘူးဥပမာ900တန်းစိန်လက်စွပ်တကွင်း90နဲ့ပေါင်ရင်ဦးမြကြီးစီကပြန်ရွေးလို့မရဘူးလာပေါင်ကလေးကပေါင်တဲ့လူဟာအပေါင်စာချုပ်ဖြတ်ပိုင်းတွေမှာလက်မှတ်ထိုးသွားရတယ်သူလိုချင်တဲ့ပစ္စည်းလာပေါင်ရင်အဲ့ဒီပေါင်တဲ့လူအိမ်မော်ကဆင်းသွားတာနဲ့တပြိုင်နက်ဖြတ်ပိုင်းမှာသူထိုးပစ်ခဲ့တဲ့လက်မှတ်ရဲ့အပေါ်နားမှာဘယ်နေ့ကဒီပစ္စည်းကိုပြန်ရွေးပြီးပြီဆိုတာရေးထားလိုက်တာပဲဟိုတုန်းကတော့ရုံးတို့ဂိတ်တို့ကိုပေါက်ရောက်သွားရဲတဲ့လူတွေသိမ့်မများဘူးအဲ့တော့အပေါင်ဆုံးတဲ့လူတွေဟာဦးမြကြီးရဲ့အိမ်မော်ကငိုပြီးဆင်းသွားရတာလောက်နဲ့ပဲတင်းတိမ်ကြီးနဲ့ရတော့တာပဲစိန်ရွှေပြီးတော့တဆင့်တိုးပြီးလဲအပေါင်ခံနေလဲတွေကိုလည်းစိန်ရွှေတွေလိုလောက်တာပဲနောက်နှစ်လောက်ကြာတဲ့အခါဦးမြကြီးဟာဆန်းဆက်တစ်လုံးတင်နိုင်ပါတယ်တပည့်တွေမွေးထားပြီးပိုင်ရှင်မသိပဲတလင်းထဲကခိုးရောက်နေစပါစပကြီးထဲကခိုးရောက်နေစပါတွေကိုဈေးပေါ်နဲ့ရှောက်အဝယ်ခိုင်းနေအဲ့ဒီစပါတွေကိုသူ့ဆက်မဆန်ခွဲပြီးရောင်းနေတခါတလေသူ့စိတ်ကြိုက်နေတွေ့ရင်ခိုးရပါတိုက်ခိုက်ရပါပစ္စည်းကိုပါလက်ခံလိုက်သေးတယ်နောက်နှစ်လောက်ကြာတဲ့အခါမူလဆန်ဆက်ထက်ကြီးတဲ့ဆန်ဆက်ကြီးတစ်လုံးကိုနောက်ထပ်တင်နိုင်ပါတယ်ပစ္စည်းတော်ချမ်းသာတဲ့အခါဝါကေမဘက်မှာတိုက်တစ်လုံးဆောက်ပြီးသူ့မိမဒေါ်ရွှေမကိုအဲ့ဒီတိုက်မှာပို့ထားတယ်ဦးမြကြီးကတော့တော်ကဘက်စဝင်ကြီးထဲမှာသူ့အတွက်ရောအာနာပိုင်တွေကိုလက်ထိုးဖို့အတွက်ရောမွေးထားတဲ့ကောင်မလေးတွေနဲ့အပျော်ပါလိုက်အရက်တောက်လိုက်ဖဲချလိုက်နဲ့တနေ့အချိန်ကုန်တာပဲမယားကြီးဒေါ်ရွှေမစီကိုတစ်လ2ချိန်3ချိန်လောက်ပဲသွားတော့တယ်ဦးမြကြီးဟာမယားကြီးဒေါ်ရွှေမနဲ့သားတစ်ယောက်သမီးတစ်ယောက်ပဲရတယ်သားကိုမောင်ထုံးလို့ခေါ်တယ်သမီးကိုထွေလို့ခေါ်တယ်မယားငယ်တွေနဲ့ရတဲ့ကလေးတွေကတော့သူကိုယ်တိုင်ဘလောက်ရှိမှန်းမသိဘူးမွေးထားတဲ့ကလေးမတစ်ယောက်ကိုဝင်ရှိလာရင်ဆက်မလုပ်တဲ့အလုသမားတစ်ယောက်လှစင်မလုပ်တဲ့အလုသမားတစ်ယောက်နဲ့ပြီးစားလိုက်တာပဲအခြားမှာသူတို့ရဲ့အစွမ်းစားနဲ့သူတို့ရှာပြီးယူခြင်းလဲဦးမြကြီးကလိုတဲ့ငွေထုတ်ပေးလိုက်တာပဲအချို့ခံမိုက်ငရဲမကြောက်တာကလေးတွေကြတော့ကိုဝင်ကိုဖျက်ချိုက်ပစ်လိုက်တာပဲသူမရဲ့ငယ်တွေဟာတောကဆဝင်ကြီးထဲမှာသာရှိတာမဟုတ်ဘူးသူ့လယ်တွေရှိတဲ့ရွာတွေမှာလည်းရှိတာပဲတခါဦးမြကြီးဟာလယ်တွေသွားကြည့်အောင်မယ်ဆိုပြီးဒီမရဲ့ငယ်တွေစီမှာ3-4ရက်စီလောက်သွားပြီးပျော်ပါတတ်တယ်
ဦးမြကြီးဟာဒီလိုအကျင့်ဆိုးပေမဲ့ငွေပေးတဲ့နေရာမှာအင်မတန်ရရောတဲ့အတွက်လူတွေဟာသူ့ကိုဝိုင်းမပယ်ရဲဘူး။ဝါခင်မှာဘက်မှာပဲဖြစ်ဖြစ်တော်ကဘက်မှာပဲဖြစ်ဖြစ်တာရင်နာရင်ရှိလို့ဦးမြကြီးငွေဘလောက်ထည့်လိုက်ပါဆိုရင်ဈေးမစစ်ဘူး။အလူခံသလောက်ထည့်လိုက်တာပဲ။တနေ့ကျတော့ဦးမြကြီးဟာအုံးမင်စုရွာကိုသွားတယ်။အုံးမင်စုဟာဝါခင်မရဲ့အနောက်တောင်တောက်10 မိုင်လောက်ဝေးပါတယ်။အဲ့ဒီအုံးမင်စုမှာမကြသေးခင်ကမှရတဲ့မအောင်တင်ဆိုတဲ့မယငယ်တယောက်ရှိတယ်။မအောင်တင်ဟာငယ်တယ်။အသက်18နှစ်ဆိုတော့သူသမီးထွေးထွေးနဲ့မှရွယ်တူပဲ။ရုပ်ကတိတ်ချောတာပဲ။အဲ့တော့အရာလေးကိုရဖို့အတွက်အောင်သွဲကိုငွေ900မအောင်တင်ရဲ့မိဘသုံးဖို့ကငွေ1000မောင်းတင်အတွက်ကငွေ9000ရွှေတင်း90ပြားစီရွှေလက်ကောက်9ရန်စိန်ချဲလက်စွတ်တကွင်းတစ်ဖက်တရတီစီရှိတဲ့စိန်နက်ကတရံပေးရတယ်။ဒါရီတင်မကသေးဘူး။ရောက်ခမဖြစ်သူကအုံမင်စုရွာမှာတကြီးလှုပ်ချင်နေဆိုလို့မူလတကြီးကိုလဲဆယ်မှုတစ်ခုနဲ့ဖြုတ်ချပြီးသူရောက်ခမကိုတကြီးဖြစ်အောင်အာနာပိုင်တွေနဲ့ငွေထိုးရတဲ့အတွက်နောက်ထပ်ငွေ3000လောက်ကုန်သွားသေးတယ်။အဲဒီမှာအုံတင်ကလေးကိုတော့အခြားမိန်းမတွေထက်ဦးမြကြီးဟာပိုးပြီးမှတ်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီမှာအုံတင်ကိုရတာ6လလောက်ပဲရှိသေးတယ်။မောင်တင်စီကိုဦးမြကြီးလာတာအခ20ထက်မနေဘူး။ဒီလိုမကြာခဏလာတက်မှန်းသိတော့အဲ့ဒီအခေါက်မှာပြုတ်သွားတဲ့တကြီးဦးအောင်ဖေးရဲ့မောင်တင်ကိုဦးမြကြီးကယူသွားတဲ့အတွက်ကြံရစ်ဖြစ်နေတဲ့မောင်တင်ရဲ့ရီစားဟောင်းဘာတုတ်ရဲ့လေဧက300ဦးမြကြီးစီမှာအစမတန်နဲ့အပေါင်ဆုံးသွားတဲ့အတွက်စိတ်နာနေတဲ့ဦးဖို့ခရဲ့ပေါင်းပြီးဦးမြကြီးကိုတေချောင်းချန်ကြတယ်။ဦးမြကြီးဟာမောင်တင်ကလေးနဲ့အိမ်နေတော့တကြီးဦးဖေအောင်ကြံရဲ့ဘာတုတ်နဲ့အပေါင်ဆုံးဖိုးခတို့ခိုင်းထားတဲ့ထောင်ပြန်လူဆိုးစိန်လာဟောင်းနောက်ဖေးတကားကိုဖောက်ပြီးအိမ်ထဲဝင်ပါတယ်။အိယာနာရောက်တော့ဦးမြကြီးရဲ့လက်မျိုးကိုမိတ်နဲ့တအားဆောင်ထိုးလိုက်တာဦးမြကြီးလည်းအိယာပေါ်တင်မဲ့ပွဲချင်းပြီးသေးပြီးသူ့ကလိန်ချုံဆက်ကိုတိမ်သွားရရှာပါတယ်။စိန်ရွှေမှတ်ပြီးဖေးရွယ်ကြီးကိုယူလိုက်ရတဲ့မအုံးတင်ကလေးကလည်းမိုးဆိုးမကလေးဖြစ်ပြီးကြံရစ်ရှာပါတယ်။ဦးမြကြီးရဲ့ရောက်ခမတကြီးနဲ့မြဲငယ်အုံးတင်မကလွယ်လို့တရွာလုံးမှာဦးမြကြီးကိုမြတ်တာရှိရဲ့လူမရှိရဲ့အတွက်လူတက်မှုကိုဘလို့စစ်မပေါ်ဘူး။အဲဒါကြောင့်ဒီအမှုကိုစုံစမ်းလို့မရတဲ့အမှုအဖြစ်နဲ့ပလိတ်ကပိတ်လိုက်ရတယ်။ပစ္စည်းဟာမီးနဲ့တူတယ်။မီးဟာသုံးတက်ရင်လူတွေမှာအကျိုးအများကြီးဖြစ်နိုင်တယ်။မသုံးတက်ရင်လူတွေမှာဒုက္ခအများကြီးဖြစ်နိုင်တယ်။ပစ္စည်းလဲဒီလိုပဲပစ္စည်းဟာသုံးတက်ရင်ပစ္စည်းရှင်မှာအကျိုးအများကြီးဖြစ်နိုင်တယ်။ဒီပစ္စည်းကိုအကြောင်းပြုပြီးဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်တွေကိုသာလုပ်မယ်ဆိုရင်ဒီပစ္စည်းရှင်ဟာလူနဲ့ပြမအဖြစ်နဲ့ဘုံဆန်ရပြီးနိဗ္ဗာန်ကိုမျက်မှောက်ပြုရတဲ့အထိအကျိုးဖြစ်နိုင်တယ်။ပစ္စည်းဟာမသုံးတတ်ရင်ပစ္စည်းရှင်မှာဒုက္ခအများကြီးဖြစ်နိုင်တယ်။ဒီပစ္စည်းတွေနဲ့မိမလိုက်ဖဲရိုက်အရက်တော့လူတွေနှိမ့်ဆက်နေမယ်ဆိုရင်ဒီပစ္စည်းရှင်ဟာသေပြီးရဲ့နောက်တရိษံပိတ်တာအသူရကဲငရဲဆိုတဲ့အပယ်လေးပုံကိုစောက်ထိုးဆင်ပါပဲ။ဦးမြကြီးဟာပစ္စည်းရှင်ဖြစ်တော့လဲပစ္စည်းကိုသုံးတတ်တဲ့ပစ္စည်းရှင်မျိုးမဟုတ်ဘူး။မသုံးတတ်တဲ့ပစ္စည်းရှင်ဖြစ်တယ်။အခုနေများဒိဗ္ဗဆက်ကူအဘိညာဉ်ရတဲ့သူတော်မြတ်တူကိုတွေ့ရလို့သေပြီးရဲ့နောက်ဦးမြကြီးဟာဘယ်ပုံကိုရောက်သွားပါသလဲလို့များရှောက်ထားကြည့်ရရင်အရက်တော့ဖဲရမိမလိုက်လူတွေကိုနှိမ့်ဆက်သွားတဲ့အကုသိုလ်ကံတွေကြောင့်ဦးမြကြီးတရားဖြင့်အဝီစီကိုစားထိုးဆင်းရရှာပြီလို့ဖြေမှာဧကံမုတ်ချမလွဲတော့ဘူး။ဥဖို့ခင်တို့မိသားစုဥဖို့ခင်ဟာမြန်မာလိုခုနှစ်တန်းအောင်ပြီးရဲ့နောက်မိဘများကိုကူပြီးပရိတ်ခရာဆိုင်ထွက်ပါတယ်။အဲ့လိုဆိုင်ထွက်နေတော့အားတဲ့အခါကံဦးကြီးကြောင့်ဆရာတော်ကြီးစီမာမိပြီးလောကုတ္တရာစာပေများကိုလေ့လာခဲ့တာ10 နှစ်လောက်ရှိတဲ့အခါပရိယတ်ဒီဘတ်မှာအတော်ကလေးပေါက်ရောက်လာတယ်။အဲ့လိုပရိယတ်ဒီတဲ့တာမတင်းသိမ့်လေးပဲဆရာတော်ဘုရားကြီးရဲ့ဩဝါဒကိုယူပြီးပฏิပတ်တီကိုလည်းကမ္မထမ်းကျောင်းမှာအပြင်းထန်အားထုတ်တဲ့အတွက်သူ့တသက်မှာတစ်ခါမှမတွေ့ခဲ့ရဘူးတဲ့တရားထုတွေကိုလည်းရခဲ့ပူပါတယ်။အဲ့လိုရပြီးတရားအရသာတွေ့တဲ့အတွက်ရဟန်းပေါင်ကိုဝင်ဖို့ဥဖို့ခင်ဟာမိဘတွေစီမှာခွင့်ပန်းခဲ့ပါသေးတယ်။ခွင့်မရရှာဘူး။မိဘတွေပေးစားသွားတဲ့ခီးတဲ့ဒေါ်လာမီကိုသာရလိုက်ပါတယ်။ဥဖို့ခင်ဟာဒေါ်လာမီနဲ့သမီးကလေး2 ယောက်ရပါတယ်။
သမီးအကြီးကိုမခင်မေလို့ခေါ်တယ်။အငယ်ကိုတော့မတင်မီလို့ခေါ်ပါတယ်။မခင်မေနဲ့မတင်မီဟာညီမလို9တန်းအောင်ပြီးကျောင်းထက်ရပါတယ်။ကျောင်းထက်ပြီးအိမ်မှာပဲမိဘတွေကိုလှုပ်ကြည့်ပြုစုနေရပါတယ်။ဦးဖို့ခင်ဟာသမီးကလေး2ယောက်ကိုညစဉ်ညတိုင်းလောက်ကုတ်တရာစာပေများတင်ကြားပေးပါတယ်။မခင်မေကလည်းဝါသနာလေးပါတယ်။ဝရိယလည်းရှိတယ်ဆိုတော့9နှစ်6နှစ်အတွင်းမှာပဲအတော်ကြီးပေါက်ရောက်သွားတယ်။မတင်မေကတော့ဝါသနာမပါရှာတဲ့အတွက်ဘလို့တင်လို့မရဘူး။အဲ့ဒါနဲ့မတင်မေကိုဖေးကြီးဟာလက်လျှော့လိုက်ရပါတယ်။အဲ့လိုသမီးတွေကိုစားသိရင်အခြားကလေးတွေလည်းဒီလိုပဲတင်ကြပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့မင်္ဂလာစာမေးပွဲဓမ္မစကြာစာမေးပွဲသီပဋ္ဌာန်စာမေးပွဲတကြိုစာမေးပွဲပထမငယ်စာမေးပွဲပထမကြီးစာမေးပွဲတွေအထိဘာသာရေးစာမေးပွဲတွေကိုတဆင့်စီတက်ပြီးနှစ်စဉ်ကျင်းပပါတယ်။စာမေးပွဲဝင်ချင်သူတွေပေါ်အောင်တရားတက်ကြွစီတဲ့နှိုးဆော်စာတွေကိုလည်းသူကိုယ်တိုင်ရိုက်ပြီးဝေတယ်။ရွှေတစိတ်ငွေတစိတ်ငွေစာအုပ်အစရှိသဖြင့်စုကောင်းကောင်းပေးနိုင်အောင်လဲသူကိုယ်တိုင်တက်နိုင်သလောက်ရရရောလှူတယ်။အများစီကလည်းအလူခံပေးတယ်။သမီးကြီးမခင်မေဟာမင်္ဂလာစာမေးပွဲမှာပထမဓမ္မစကြာစာမေးပွဲမှာပထမတတိပဋ္ဌာန်စာမေးပွဲမှာပထမတကြိုစာမေးပွဲမှာပထမလက်စာမေးပွဲမှာပထမရခဲ့ပူတယ်။ဒီလိုပထမရတိုင်းဦးဖို့ခင်ဟာသမီးမျက်နှာဆေးဆေးဆက်ဆက်ကြည့်ပြီးမိခင်မေမင်းလေးဖြစ်တာနာတကွယ်လို့တောက်တစ်ခေါက်ခေါက်နဲ့ညီပါတယ်။ဦးဖို့ခင်ရဲ့သဘောကတော့သမီးမခင်မေဟာသမီးမင်းကလေးမဟုတ်မဲတားယောက်ျားကလေးသားဆိုရင်မိဘတွေစီကခွင့်မရလို့သူမဝင်ခဲ့ရတဲ့ရဟန်းပေါင်ကိုအဝင်ခိုင်းမှအမှန်ပဲအဲဒါကြောင့်မခင်မေဟာလောကုတ္တရာမှာအစားတော်ပြီးမင်းကလေးဖြစ်နေတဲ့အတွက်ဦးဖို့ခင်ဟာအားမလို့အားမရဖြစ်ပြီးတောက်တစ်ခေါက်ခေါက်နဲ့ဖြစ်နေရပဲဦးဖို့ခင်ဟာပရိယတ်တီပြေဆောင်ရုံနဲ့မလုံလောက်သေးဘူးဖယားအလိုတော်ကြားဖြစ်အောင်ပฏิပတ်တီဆိုတဲ့ကမ္မထန်အလုပ်ကိုလည်းလုပ်ရအောင်မယ်ဆိုတာကိုနှစ်ကယုံကြည်တဲ့အတွက်အခုတစ်ဖက်ကပရိယတ်တီပြန်ပွားတိုးတက်ရေးကိုအားပေးပြီးအခြားတစ်ဖက်မှာလေကမ္မထန်လုပ်ငန်းကိုလူတွေစိတ်ဝင်စားလာအောင်ကြိုးစားပါတယ်ဦးဖို့ခင်ရဲ့ကြိုးပမ်းချက်ရမြို့ပေါ်ကပတ်စံတနိုင်တဲ့လူတွေစုပေါင်းပြီးဖျားကြီးအနောက်ဘက်မြေကွက်လက်တစ်ခုမှာတစ်ချိန်ကိုလူ30လောက်တရားအားထုတ်နိုင်တဲ့ကမ္မထန်ရည်သားတစ်ခုကိုထူထောင်ကြပါတယ်။အဲ့လိုထူထောင်ပြီးမှကံဦးဆရာတော်ရဲ့ဩဝါဒအရာဘကိုမှာတော်ရကြောင်းတည်ဆောက်နေတဲ့ပရိယတ်တီပฏิပတ်တိနှမျိုးစလုံးမှာဆွဲဆုံးဖြစ်တဲ့ဆရာတော်ကြီးရဲ့တပည့်ဦးဝိမလကိုတော်ကိုပင်ကြပါတယ်။ဆရာတော်ရောက်လာတဲ့အခါဦးဖို့ခင်နဲ့တူရိတ်သားဒါယကထဲကလူကြီး9ဦးဟာစံနမူနာဖြစ်နေစပြီးကမ္မထမ်းထိုင်ကြပါတယ်။ဦးဖို့ခင်ဟာရှေးခါကလည်းကမ္မထမ်းတစ်ကြိမ်ထိုင်ဖူးတယ်။နောက်ပြီးတော့လည်းအိမ်မနေရင်နေ့စဉ်နေ့တိုင်းဘာဝနာလုပ်ငန်းကိုအပြတ်မခံဘူး။အဲဒါကြောင့်အရင်ကတွေ့ပြီးခဲ့တဲ့တရားထုကိုလင်းလင်းမြန်းမြန်းပဲပြန်ပြီးရပါတယ်။ကမ္မထမ်းဆရာတော်ကလည်းဦးဖို့ခင်ရဲ့ဉာဏ်စင်နဲ့ပတ်သက်ပြီးရှောက်ထားချက်တွေကိုအင်မတန်သဘောကျပါတယ်။ကမ္မထမ်းဆရာတော်ရဲ့သီလစင်ကြယ်မှုတည်ကြည်မှုပရိယတ်တိပฏิပတ်တိနှစ်ခုစလုံးမှာပြည့်စုံမှုတွေကြောင့်ကမ္မထမ်းရိပ်သားဟာတစ်နေ့တခြားတိုးတက်စီကားလာပါတယ်။ဦးဖို့ခင်ဟာဘာသာရေးမှာသာခေါင်းဆောင်ရတာမဟုတ်ဘူး။အရက်ကိစ္စမြို့ကိစ္စတွေမှာလည်းဦးဖို့ခင်မပိုင်မပြီးဘူး။ဘာပဲဖြစ်ဖြစ်သူ့ကိုလာတိုင်မနာပဲ။သူ့ကိုခေါင်းဆောင်တင်တာပဲ။သူ့ရဲ့တည်ကြည်မှုအမျှော်မြင်ရှိမှုတွေကိုမြို့သူမြို့သားတွေကအင်မတန်အားကိုးကြတယ်။ဦးဖို့ခင်မှာသွေးဝမ်းယောဂရှိတယ်။ဒီယောဂကခဏခဏဒုက္ခပေးတယ်။ဦးဖို့ခင်လည်းဒီယောဂအင်မတန်ပြင်းပြင်းထန်ထန်ဖြစ်နေတဲ့အခါလောက်ပဲအိမ်မနာနေတယ်။သက်သာတာနဲ့တပြိုင်နက်ပရိခေယဆိုင်ကိုလည်းထွက်လိုက်သေးတယ်။အားတဲ့အချိန်တွေမှာလည်းအိမ်မနာမနေဘူး။အရက်ကိစ္စမြို့ကိစ္စတာရေးနာရေးဘာသာရေးကိစ္စတစ်ခုခုကိုညှို့လဲပြီးလုပ်နေရပဲ။အဲ့လိုလော်ကီလောကုတ္တရာအကျိုးကိုဆောင်ရင်နောက်ဆုံးမှာသွေးဝမ်းယောဂဟာအင်မတန်ဆိုးလာပြီးမထနိုင်အောင်အာအင်ကုန်ခံတဲ့အခြေအနေရောက်တော့မှဦးဖို့ခင်ဟာအိမ်မာလဲတော့တာပဲဒေါ်လာမေကလည်းဒုနာယောဂကြောင့်အိမ်ထဲကအိမ်မြင်ကိုမထွက်နိုင်ဘူးသမီးကြီးမခင်မေကလည်းဖေးနာမှာကပ်ပြီးပြူစုနေရတယ်မတင်မေကလည်းဘာမှနားမလဲရှာဘူးအဲ့လိုဆုံးပြီးဖြစ်နေတဲ့အတွက်
တနေ့လောက်ကြာတော့ပရိခယာဆိုင်တစ်ဆိုင်လုံးအခြားသူတဦးကိုရောင်းလိုက်ရတဲ့အဖြစ်ကိုရောက်ခဲ့ရပါတယ်။ရှိတဲ့ငွေကလေးကိုမိသားစုတစုထိုင်စားလာခဲ့ကြတာစေဖိုဝါခဆရာဝန်ခဓာတ်စာခဆိုတဲ့အဖိုးခဒီအခတွေထဲတနှုတ်ထဲသားငတ်နှုတ်ပြီးအဝင်ကတပြားမှမရှိတဲ့အတွက်တနေ့မကြခင်ရှိစုမဲ့စုကလေးကုန်တာပါပဲ။ဥဖို့ခင်တနိုင်လုံးကကျေးဇူးပြုထားတဲ့လူတွေထဲကအလိုက်တီးကြတဲ့လူတွေကလက်ဝါးဖြတ်မတောင်းရပဲအလိုက်တီးစွာနည်းနည်းပပဝိုင်းပြီးထောက်ပံ့ကြတဲ့အတွက်သာဥဖို့ခင်တို့မိသားစုမှာအသက်ကလေးချောင်ချောင်ရှူနိုင်ပြီးတော့တယ်။တနေ့ကျတော့ဥဖို့ခင်ဟာမခင်မေကိုအနားခေါ်လိုက်တယ်။ဘယ်နဲ့လဲသမီးကြီးမခင်မေရင်ဖဖေကိုပြူစုရတာအတော်များနေပြီထင်တယ်။မဖားပါဘူးဖေဖေ။တနေ့လဲမဟုတ်တလားလဲမဟုတ်နှစ်လလဲမဟုတ်ညလဲမအိမ်ရနေလဲမနာရအမြဲတမ်းပြုစုနေရတယ်ဆိုတော့ဖျားကြရောပေါ့ကွယ်။ပြင်မနဲ့လို့မအောင်မိပါဘူးဖေဖေ။မာတာပီတုကူနော်အနန္တော်လို့ဆိုထားတာပဲ။ဒီလောက်ကလေးပင်ပန်းရတာဖေဖေတို့ရဲ့ကျေးဇူးကိုအပုံတသိန်းပုံတပုံတောင်မဆက်နိုင်သေးပါဘူးဖေဖေ။တာဓုကွယ်တာဓုဖေဖေလည်းတည်တော့မှာပါပဲကွယ်။ဖေဖေဟာဖေဖေသိပါတယ်။ခံလာရင်အလွန်ဆုံးနောက်တနင်္ဂနွေနှစ်ပတ်ပဲ။မခင်မေဟာဒီစကားကိုကြားရတဲ့အခါညည်ရီစီကြားလာပြီးစိတ်မလျှော့လိုက်ပါနဲ့ဖေဖေလို့သာပြောနိုင်နေ။ဆိုတလာနဲ့သူ့အဖေရဲ့မျက်နှာကိုတနာရဲ့စိတ်နဲ့ကြည့်နေပါတယ်။မငိုနဲ့သမီးမငိုနဲ့ဖေဖေတို့သမီးတို့ဟာအစမထင်အောင်ရှည်လျားတဲ့တန်တရာကြီးထဲမှာကိုချစ်တဲ့အဖေတွေအမေတွေသေးလို့လင်းတွေသေးလို့မယားတွေသေးလို့ညီအကိုမောင်နှမတွေသေးလို့ဆွေမျိုးညတကားတွေသေးလို့မိတ်ဆွေရင်ချတွေသေးလို့အကြိမ်ကြိမ်ကြားခဲ့ရတဲ့မျက်ရည်တွေဟာပင်လယ်သမုဒ္ဒရာတွေထဲကရေတွေထက်မနှဲဘူးဖေဖေတို့သမီးတို့ဟာဒီတင်တရာကြီးတစ်လျှောက်လုံးမှာဖះနဲ့မတွေ့ခဲ့ရတဲ့အတွက်တွေ့ပြန်ရင်လည်းဖះစကားကိုနားမထောင်ပဲရှောင်လွဲပြီးနေခဲ့တဲ့အတွက်ဒီလိုတငိုတဲငုံနေရတာကိုပဲအဟုတ်ကြီးထင်ပြီးငိုခဲ့တဲ့လမ်းကိုလိုက်ခဲ့တဲ့အတွက်အကြိမ်ကြိမ်ငိုခဲ့ရတဲ့ငိုခဲ့မှုတွေဟာလည်းမရေတွက်နိုင်တော့ဘူးအခုဖះနဲ့တွေ့ရပြီးဖះကိုယုံကြည်တဲ့တရားတရားတွေကလည်းသမီးတို့မှရှိနေပြီမငိုနဲ့တော့ငိုရတဲ့လမ်းကိုမလိုက်နဲ့တော့ငိုရတဲ့လမ်းကိုဖះဟောထားပြီးဖះဟောအတိုင်းကျင့်ရင်အခုဘဝမှာပဲမငိုရတဲ့တရားထုတွေကိုမျက်မှောက်ပြုရမယ်လို့ရှင်တော်မြတ်ဖះရေရဲကြီးအာမခံထားပြီးအဲ့တော့ငုံမနေနဲ့တော့သမီးညရည်တော့ဖေဖေကိုတကယ်ချစ်ရင်မငိုနဲ့သမီးကိုသမီးတကယ်ချစ်ရင်မငိုနဲ့ဖះစကားကိုနားထောင်ပြီးတော့မငိုရတဲ့တရားကိုဒီဘဝမှာပဲငါမျက်မှောက်ပြုနိုင်အောင်ကြိုးစားမယ်လို့အဓိဋ္ဌာန်ပြုကြားလာသမီးမျက်ရည်တော့ဟုတ်ကဲ့ဖေဖေလို့ပြန်ဖြေပြီးအင်ကြီးလက်စားနဲ့မျက်ရည်တွေကိုတုပ်ပါတယ်မခင်မေဟာပါရမီထူးတဲ့မိန်းကလေးဖြစ်တဲ့အတွက်သူ့အဖေကဒီလောက်ပြောရုံနဲ့အများကြီးသဘောပေါက်သွားပါတယ်ဖះတရားတန်ဃာတွေပေါ်မှာယုံကြည်မှုတွေလည်းတဖွာဖွာပေါ်လာပါတယ်ဒီတရားတွေရဲ့အာနုဘောကြောင့်မခင်မေဟာစိုးရိမ်မှုပူဆွေးမှုတွေကအများကြီးတက်သားသွားပါတယ်။သမီးဖေဖေကိုတန်ဝေကလင်္ကာလေးရွတ်ပြစမ်းမအောင်။မခင်မေဟာသူ့အဖေကိုအောက်ပါတန်ဝေကလင်္ကာကိုရွတ်ပြပါတယ်။တစ်နုနယ်ရုပ်စင်ပြိုမြင့်ခြင်းကအိုချင်းနောက်ဆုံးရှိချေ၏။နှစ်ချစ်ခင်ပေါင်းတင်ဆက်ဆန်းခြင်းကကွယ်ကွဲနောက်ဆုံးရှိချေ၏။သုံးခုံမင်ခရချစ်လွန်းကလည်းတောကနောက်ဆုံးရှိချေ၏လေးဝိညာဉ်ထင်လင်းအသက်ရှင်ခြင်းကသေခြင်းနောက်ဆုံးရှိချေ၏သမီးရဲ့တစ်ချိန်ထက်ဆိုပါအောင်လို့ခိုင်းတဲ့အတွက်မခင်မေဟာတစ်ချိန်ထပ်ပြီးရွရပါတယ်ဥဖို့ခင်ဟာတာတု၃ချိန်လေးလေးပင်ကြီးခေါ်ပါတယ်ဒီလိုတာတုခေါ်ပြီးတော့ဇနီးဒေါ်လာမီနဲ့သမီးကလေးမတင်မေကိုပါခေါ်ခိုင်းတဲ့အတွက်မခင်မေသွားခေါ်ပါတယ်အတော်ကလေးကြတဲ့အခါဒေါ်လာမေကိုမခင်မေနဲ့မတင်မေတွေ့ပြီးသုံးဦးသာဥဖို့ခင်စီကိုလာကြပါတယ်အားလုံးထိုင်ပြီးကြတဲ့အခါသမီးကြီးမခင်မေကိုခက်စောစောကပြောသလိုဥဖို့ခင်ဟာသူ့သေးခါနီးအကြောင်းကိုပြောပါတယ်ဒေါ်လာမေကမြေကြီးကြပါတယ်
သမီးငယ်မတမီကတော့အတန်ထွက်ပြီးငိုပါတယ်။အဲ့ဒီခါဦးဖိုးခင်ဟာခက်စောစောကသမီးကြီးမခင်မေကိုဟောတယ်လို့ပဲတရားဟောပြီးမျက်ရည်အတုပ်ခိုင်းပါတယ်။ပြီးတော့မှဇနီးနဲ့သမီးတွေကိုဒီလိုဆက်ပြီးပြောပါတယ်။ငါတက်မင်းတို့ဘာမှမပူကြနဲ့။ငါဟာကမ္မထမ်းမထိုင်ခင်တုန်းကဖရာတရားတန်ခါကိုယုံကြည်တယ်ဆိုတာမတုံမလို့ယုံကြည်တာမဟုတ်ဘူး။တစ်ခါယုံကြည်တယ်။တစ်ခါကြရင်ဖရာတရားတန်ခါဆိုတာဟုတ်မှဟုတ်ကြရဲ့လားဆိုရက်ဒိုလောစိတ်တွေငါမှာပေါ်တယ်။အဲ့စိတ်တွေပေါ်တော့ကလည်းပေါ်တယ်ဆိုတာထင်ရှားသိတယ်။ဘိုးတော်ဝါတာမဟုတ်ဘူး။ကမ္မထမ်းထိုင်ပြီးတရားထုကိုမျက်မှောက်ပြုပြီးရဲ့နောက်ဒီလိုဒိုလောစိတ်တွေဟာငါမှမရှိတော့ဘူး။ဒိုလောတွေဖြစ်တော့ကထင်ရှားငါသိတယ်လို့ဒီစိတ်တွေအလျင်းမရှိတော့လဲမရှိကြတော့ဘူးဆိုတာငါထင်ရှားသိတယ်။နောက်ပြီးတော့လဲကမ္မထမ်းမထိုင်ခင်တော့ကငါဟာ၅ပါးသီလကိုလုံးနေဆိုပေမဲ့လုံးလီလျားကြီးလုံတာမဟုတ်ဘူး။ဒီ၅ပါးကိုမကြိုးရအောင်ငါဟာအတော်သတိထားပြီးထိန်းနေရတယ်။အဲ့လိုသတိထားပြီးထိန်းနေရတဲ့အထက်က၅ပါးသီလဟာကျိုးတဲ့အခါကျိုးတယ်။ပေါက်တဲ့အခါပေါက်တယ်။ပျောက်တဲ့အခါပျောက်တယ်။ကြားတဲ့အခါကြားတယ်။ဒီလိုမကျိုးမပေါက်မပြောက်မကြားသည့်တိုင်အောင်ရံဖန်ရံခါ၅ပါးသီလအထက်ကတပါးပါးဟာညိုတယ်။အဲ့ဒီ၅ပါးသီလကိုမကျိုးမပေါက်မပြောက်မကြားရအောင်မညိုးမနွဲရအောင်ငါသတိထားပြီးထိန်းနေရတယ်ဆိုတာကလည်းငါထင်ရှားကြီးသိခဲ့ရတယ်။အဲ့ဒီထိန်းနေရတဲ့ထဲကကျိုးပေါက်ပျောက်ကြားသွားတာညှိုးသွားတာနွမ်းသွားတာကိုလည်းငါထင်ရှားကြီးသိခဲ့ရတယ်။ကမ္မထမ်းထိုင်ပြီးတရားထုကိုမျက်မှောက်ပြုပြီးရဲ့နောက်ငါးပါးသီလကိုငါဟာသတိထားပြီးမထိန်ရတော့ဘူး။ငါးပါးသီလဟာခါဝတ်ပစိုးလို့ငါမှမြဲနေပြီ။ငါးပါးသီလဟာကျိုးပေါက်ပျောက်ကြားတော့ကညှိုးနွမ်းတော့ကငါထင်ရှားကြီးသိရသလိုအခုခါဝတ်ပစိုးလို့ငါမှမြဲနေတဲ့အခါမှာလဲငါထင်ရှားကြီးသိရတယ်။ငါးပါးသီလဟာမကျိုးမပေါက်မပြောက်မကြားတော့ဘူး။မညှိုးနွမ်းတော့ဘူး။အဲ့လိုရဏသုံးပါးမှာဒိုလောမဖြစ်ပဲမတုံမလို့ယုံကြည်တဲ့အခြေအနေကိုရောက်ရင်ငါးပါးသီလခါဝတ်ပစိုးလို့မြဲတဲ့အခြေအနေကိုရောက်ရင်အဲ့သူဟာသိပြီးရဲ့နောက်ငရဲတရိษံပိတ်တာအတူရကဲဆိုတဲ့အပယ်လေးပုံကိုမရောက်ရတော့ဘူးကိလေသာတွေမကုန်သေးတဲ့အတွက်တဏှာကြီးထဲမှာလေယာသည့်တိုင်အောင်ခုနှစ်ဘဝထပ်ပို့ပြီးမလဲရတော့ဘူးဆိုတာကိုဟာကိုဆုံးဖြတ်နိုင်ပြီလို့မြတ်စွာဘုရားဟောထားတယ်အဲ့တော့မင်းတို့ငါတို့တက်မပူကြနဲ့တော့စိတ်ချကြတော့ငါဟာဒီအခြေအနေကိုရောက်နေပြီငါသေးသွားရင်ကြေးခွက်အစုပ်ပဲကြီးနဲ့တူတဲ့ဒီယောဂဗလဘွားဖြစ်နေတဲ့ကိုကြီးကိုစွန့်ပြီးရွှေခွက်နဲ့တူတဲ့ဓာတ်ထက်ကောင်းတဲ့ဘွားကိုငါရောက်မှာပဲအဲ့ဒါကြောင့်ငါတက်မပူကြနဲ့တော့မင်းတို့တက်ကတော့အမေကြီးကလည်းဝေဒနာသည်ဖြစ်ပြီးဘာမှမတက်နိုင်အဲ့ဒီထဲသားယောက်ျားကလည်းတယောက်မှမရှိသမီးနှစ်ယောက်နဲ့ဆိုတော့မင်းတို့နောင်ရီကိုတွေးမိတိုင်းမင်းတို့တော့ကြောက်ကြမှာပဲအဲ့တော့ဖျားပေးခဲ့တဲ့ဂါထာတစ်ပုဒ်ကိုမင်းတို့ကိုပေးရမယ်ဒီဂါထာကိုနေ့စဉ်ခဏရွတ်ပြီးရွတ်တဲ့အခါသဘောပေါက်အောင်လည်းရွတ်ကြအဲ့လိုသဘောပေါက်ပြီးဆိုရင်မင်းတို့ဆင်းရဲပြီးကြောက်နေကြတဲ့အခါမှာလည်းကြောက်စိတ်တွေကိုဖျောက်နိုင်မယ်မင်းတို့ချမ်းသာပြီးအောက်ခြေလွတ်နေရင်လည်းစိတ်ကိုထိမ့်ပေးနိုင်မယ်ကဲငါသမီးကြီးမခင်မေကအဘိနာတို့ရဲ့ကမတကောမီအပိုက်ကိုရွတ်စမ်းပါမခင်မေဟာသူ့အဖေတိုင်းပြောတဲ့အတိုင်းရွတ်ပါတယ်အေးတော်ပြီတာထုကွယ်တာထုအဲ့ဒါကိုအနက်နဲ့ဆိုးလိုက်စမ်းမခင်မေဟာသူ့အဖေပြောတဲ့အတိုင်းအနက်နဲ့ဆိုပါတယ်အဟံငါသည်ကမတကောကံသာလျင်မိမိဥစ္စာရှိသည်ကမ္မထာရတော်ကံသာလျင်အမွေခံရှိသည်ကမ္မယောနိကံသာလျင်အကြောင်းရင်းရှိသည်ကမ္မဗန္ဓုကံသာလျင်အဆွေအမျိုးရှိသည်ကမ္မပရိတရနောကံသာလျင်ကိုးကွယ်ရာလှဲလျောင်းရာရှိသည်အမိဖြစ်၏ကလျာဏံဝါကောင်းသည်လည်းဖြစ်သောပပကံဝါမကောင်းသည်လည်းဖြစ်သောယကံမံအကျဉ်ကံကိုကရိတာမိပြုအံတတကမ္မတ
ထိုကောင်းမှုကံမကောင်းမှုကံဤဒါရတော့ကောင်းဝေခံဆုံးဝေခံသည်ဘဝိတာမိဖြစ်ရအံအိတ်တိဤသို့အဘိနံနေညိမပြတ်ပစ္စဝေတပံစင်ချင်အဤတော်ပြီတာတုကွယ်တာတုအဲ့ဒီအတိုင်းသာနှလုံးသွင်းနေကြငါယောက်ျားမရှိတော့ဘူးငါဖေမရှိတော့ဘူးဆိုပြီးမင်းတို့စိတ်ငယ်မနေကြနဲ့ငါဟာမလာမီရဲ့ယောက်ျားမခင်မေမတင်မေတို့ရဲ့ဖေဖေလို့လောကဝဟရာအဖြစ်ခေါ်ရပါမယ်အမှန်စစ်မင်းတို့ရဲ့ဆွေမျိုးအစ်စ်အဖေအစ်စ်ကိုကွယ်ရာလဲလျောင်းရာအစ်စ်ဥစ္စာအစ်စ်ကတော့ငါမဟုတ်ဘူးမင်းတို့ရဲ့ကုသိုလ်ကံတွေပဲအဲ့ဒါကြောင့်ငါမရှိတဲ့အခါငါရှိတော့ငါထက်အကုသိုလ်တွေကိုပို့ပြီးရှောင်ကြကုသိုလ်တွေကိုတိုးပြီးလှုပ်ရကြပြီးတော့ကဲကောင်းပြီတွားကြတော့လို့ပြောတာနဲ့မခင်မင်းနဲ့မတင်မီဟာသူတို့အမေဒေါ်လာမေကိုတွဲပြီးထုတ်သွားကြပါတယ်နောက်10ရက်လောက်ကြာတဲ့အခါတမနက်မှာမခင်မင်းဟာသူ့ဖေအရာပေးမှထိုင်ပြီးဓမ္မပဒအထဲကတန်တတိအမတ်ကြီးဝတ္ထုကိုဖတ်ပြနေတယ်ပြီးတဲ့အခါဥဖိုးခင်ကတာတု3ချိန်ခေါ်ပြီးသမီးရဲ့ဖေဖေတော့အရိမတယမြတ်စွာဘုရားကိုဖူးပြီးမှပဲနိဗ္ဗာန်ဝင်ခြင်းနဲ့ဆန္ဒဖေဖေမှရှိတယ်မြတ်စွာဘုရားတိုင်းမှာအစင်းတော်ဉာဏ်တော်စကားတော်တကူတော်ဆိုတဲ့အစိမ်တရား၄ပါးရှိတယ်ဒီအစင်းတော်ဉာဏ်တော်စကားတော်တကူတော်တွေဟာဘလို့လဲဆိုတာကြံစီလို့ကိုမရအောင်နှိုင်းရှင်လို့ကိုမရအောင်ကြီးကျယ်လွန်းလို့အစိမ်တရားလို့ခေါ်ကြတယ်ရှင်တော်မြတ်ဖရာရဲ့အဲ့ဒီအစင်းတော်ကိုလည်းဖေဖေဖူးခြင်းနဲ့ဉာဏ်တော်တွေကိုလည်းဖေဖေဖူးခြင်းနဲ့စကားတော်တွေကိုလည်းဖေဖေနာခြင်းနဲ့တကူတော်တွေကိုလည်းဖေဖေကြည့်ခြင်းနဲ့အခုသမီးဖတ်သွားတဲ့တန်တတိအမတ်ကိုကြည်ပါလားမနက်ဖြန်မှာမူးယူနေတော့မဲရှိသေးတယ်ညနေကျရင်ငါဖရာရဲ့လေးပါးရာရှိတဲ့ဂါထာတစ်ပုဒ်ကိုကြားပြီးရဟန္တာဖြစ်မယ်လို့ရှင်တော်မြတ်ဖရာမိန့်တော်မူတယ်အဲ့ဒီမိန့်တော်မူတဲ့အတိုင်းညနေကျတော့ရဟန္တာဖြစ်တာပဲညံတော်တွေတကူတော်တွေဘလောက်ကြည်ကျဲတယ်လဲဆိုတာကိုကြည်စမ်းကဲသမီးရေသမီးမမေနဲ့ညီမကလေးကိုခေါ်ပါအောင်မခင်မေဟာသူ့ဖေပြောတဲ့အတိုင်းသူ့မမေနဲ့သူညီမကလေးကိုရအောင်ထွက်သွားတယ်တအားလောက်ကြာတဲ့အခါဒေါ်လာမေကိုညီမနှစ်ယောက်တွဲပြီးခေါ်လာတယ်အားလုံးထိုင်မိကြတဲ့အခါမှာတော့ငါတော့သွားရခါနေပြီကွယ်မင်းတို့အသီးသီးစီကငါဂတိတွေတောင်းချင်တယ်လို့ဦးဖိုးခင်ကပြောပါတယ်အဲ့ဒီအခါဒေါ်လာမေကကိုဖိုးခင်ရဲ့ဒီစကားတွေမပြောပါနဲ့ကိုဖိုးခင်ကိုကြည်ရတာအရင်တစ်ခါတုန်းကနေတော့မတူဘူးမျက်နာတွေတိတ်ပြီးလလန်းဆက်ဆက်ရှိတာပဲလို့ပြောပါတယ်မခင်မင်းကလည်းဟုတ်တယ်ဖေမျက်နာတွေဟာအခုတရက်နေရက်တွင်အင်မတန်လန်းလာလို့တော့မနက်ကမမေကိုသမီးပြောပြရသေးရဲ့လို့ဝင်ပြီးပြောပါတယ်အဲ့ဒီအခါဦးဖိုးခင်ကပြုံးပြီးဒါကတော့မင်းတို့နားမလဲပါဘူးကွယ်တရားသဘောတွေပဲဖေတရားထုတွေကိုနောက်ထပ်တွေ့ပြီးဝမ်းထဲမှာလှလိုက်လဲဖြစ်နေတယ်အဲ့ဒီဝမ်းမြောက်တဲ့စိတ်ရဲ့အရှိန်ဝါတွေဟာမျက်နှာမှာလာပေါ်တဲ့အတွက်လန်းဆန်းနေလို့မင်းတို့ထင်ရတာပဲအေးကွယ်ဘာပဲဖြစ်မင်းတို့စီကားကတိတွေဖေလိုချင်နေမင်းတို့သားမိ3ယောက်စလုံးတည်တဲ့နေ့ထိဗုဒ္ဓဘာသာကိုမစွန့်ပါဘူးဆိုတဲ့ကတိပေးနိုင်မလားမလာမီလို့ဒေါ်လာမီကိုစာပြီးမိပါတယ်ပေးပါတယ်လို့ဒေါ်လာမီကဖြေတယ်ဥဖိုးခင်ဟာတာတု3ချိန်ခေါ်ပါတယ်ဒီနောက်မခင်မေလို့နာမည်ခေါ်ပြီးမခင်မေကိုမိပါတယ်ကတိပေးပါတယ်ဖေလို့မခင်မေကဖြေပါတယ်ဥဖိုးခင်ကတာတု3ချိန်ခေါ်ပါတယ်ဒီနောက်မတင်မေလို့မတင်မေရဲ့နာမည်ကိုခေါ်ပြီးမိပါတယ်ကတိပေးပါတယ်ဖေလို့မတင်မေကဖြေပါတယ်ဥဖိုးခင်ကတာတု3ချိန်ခေါ်ပါတယ်ဒီနောက်ဥဖိုးခင်ကဆက်ပြီးအခုပြောမယ့်ဟာကကတိရဲ့လို့မဟုတ်ဘူးတက်နိုင်ရင်လုံးကြဖို့ပါပဲလူဆိုတာလှန်ထမ်းလာတာကိုသာမြင်ရတယ်ကန်ထမ်းလာတာကိုမမြင်ရဘူးအဲ့တော့မင်းတို့ရဲ့ကုသိုလ်ကံတွေကများအကျိုးပေးလို့တက်နိုင်ကြရင်ဖေစပြစ်ခဲ့တဲ့ပရိယတိစာပြန်ပွဲတွေကိုပြတ်မသွားရအောင်စောင့်ရှောက်လိုက်ကြပါသရဏရိတ်ကိုလည်းတက်နိုင်သလောက်စောင့်ရှောက်လိုက်ကြပါလို့ထပ်ပြီးမှာပြန်ပါတယ်သားမီ3ယောက်စလုံးကတက်နိုင်သလောက်စူးစမ်းပါမယ်လို့ဖြေကြပါတယ်ဥဖိုးခင်ကဆက်ပြီးအေးဒါကတော့မင်းတို့အတွက်ပဲ
တန်တရားလုံးမင်းတို့ဟာငိုရတဲ့လမ်းကိုကြည့်ပဲလိုက်ခဲ့ကြပူပြီ။ငိုရတဲ့လမ်းကြီးဟာအခုကိုရှိမှာဖြူးနေအောင်ပေါ်နေရသားနဲ့မင်းတို့မလိုက်ရင်လမ်းရဲ့အပြစ်လားမင်းတို့ရဲ့အပြစ်လားလို့မိတဲ့အခါသားမိသုံးဦးစလုံးကကျမတို့ရဲ့အပြစ်ပါလို့ပြောကြတယ်။ဒီတော့ဖိုခင်ကသမီးကြီးမခင်မေကိုကြည့်ပြီးသမီးရေဖះကိုနေ့စဉ်ကန်နေကြစွန်းရေချမ်းစီမီပန်းကိစ္စနိုင်တဲ့လောက်စူးစားခွင့်လို့ပြောတဲ့အခါမခင်မေကစူးစားပါမယ်ဖေလို့ပြန်ပြေးပါတယ်။အိမ်နောက်ဆက်ပြီးဖိုခင်ကဒီတကားတော့သမီးနှစ်ယောက်စီကဂတိတားရမယ်။မခင်မေနဲ့မတင်မေသမီးတို့နှစ်ယောက်စလုံးသမီးတို့မမေစိတ်မချမ်းသာအောင်ဘယ်တော့မှမလုပ်ပါဘူးလို့ဖေကိုဂတိပေးနိုင်မလားလို့မေးတဲ့အခါနှစ်ယောက်လုံးကပဲဂတိပေးပါတယ်ဖေလို့ပြန်ပြေးပါတယ်။ဦးဖိုခင်လည်းတာတုခေါ်ပြီးအားလုံးကိုသွားခွင့်ပြုပါတယ်။ဒီလိုအခွင့်ပြုပြီးမခင်မေကိုလှမ်းပြီးသမီးရေဦးဝီမလဆရာတော်ဖះကိုညနေဖူးခြင်းနဲ့တယောက်ယောက်ကိုပင်ခိုင်းပေးပါကွယ်လို့ပြောပါတယ်။ဟုတ်ကဲ့ဖေဆိုပြီးညီမနှစ်ယောက်အမေကြီးကိုတွဲပြီးခေါ်သွားကြပါတယ်။